အားလုံးပဲမင်္ဂလာပါကိုတုဒရဲ့ Audiobook Channel လေးကနေကြိုဆိုလိုက်ပါတယ်ဗျာဒီကနေ့မှာတော့စိတ်အေးချမ်းစရာဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူကျွန်တော်ပြန်လည်ရောက်ရှိလို့လာပါပြီဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အားလုံးတွေဘ ഹു တုဒအပြည့်အဝရစေမဲ့စကားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျာညောင်မင်းစုရွာကြီးဟာအင်ဂျီ600ခန့်ရှိတဲ့ရွာကြီးတူရွာဖြစ်ပါတယ်မူလကအင်ဂျီ200ခန့်သာရှိပြီးတော့တူရွာလုံးဟာလည်းနီးမျိုးစုံနဲ့တော်ဆက်တဲ့ဆွေမျိုးသားချင်းတွေဖြစ်ခဲ့ကြတယ်ဗျကာလကြတော့တမျိုးတရွာသားတွေနဲ့ညားကြလေရာညောင်မင်းစုရွာမှာငယ်မွေးချမ်းပေါင်များတာမကနေစုံပေစုံအကျဉ်စရိုက်စုံသစိမ့်တရံဆံများရော်နော်ရောက်ရှိလာခဲ့တယ်ဒေါ်တင်ဝင်းဟာပူပူပြက်ပြက်အသက်80အတွင်းဇရာရွယ်ကြမ်းကြမ်းမာမာမို့လာပြေလာခွဲရှေ့ရဲ့သတင်းတွေများနဲ့အခါကြီးရက်ကြီးများမှာဥပုံစောင့်တည်ပြင်တက်ဆွမ်းသမျှလှူဒန်းလေရှိတယ်ဗျသူထက်ကြီးသူတွေတယောက်ပြီးတယောက်စုံပါသွားကြတော့ညောင်မင်းစုရွာမှာဒေါ်တင်ဝင်းထက်ကြီးသူ10ဦးလောက်သာရှိတော့တယ်နှစ်စဉ်မြန်မာနှစ်ဆန်းတရက်တက်ကြီးရွယ်အိုများကြောတဲ့နှစ်မှာဒေါ်တင်ဝင်းဟာလေကြောခံတဲ့ဘိုးဘွားတူပေါ့ရက်ရွာတလေးသတင်းကြောလာပြေကျော်တရက်နှစ်တက်ကြီးဝါကြီးများကြောတဲ့နေ့မှာလဲဆွေမျိုးမတော်ဆက်တော်ညာဒေါ်တင်ဝင်းတို့လိုအကျင့်တီလာနဲ့ပြည်စုံတဲ့လူကြီးသူမများကိုလာရောက်ကြောကြတယ်ဗျဒါအပြင်ရွာကန်သတို့သားသတို့သမီးများရဲ့ထိန်များလက်ထက်ပွဲများမှာလဲဒေါ်တင်ဝင်းကိုကြောခံလူကြီးသူမအနေနဲ့ဖိတ်ကြားလေရှိကြတယ်အစင်လာမပြဲကြောကြသူများကိုဒေါ်တင်ဝင်းဟာစာတက်ပေတက်ပန်းတကဥညွန့်တင်ရေးသားပေးပြီးတော့သူအာကုံဆောင်ထားတဲ့စုတောင်းမြတ်တာပို့စာကိုတေးသေးချာချာရွတ်ဆိုပြီးတော့နိဗ္ဗာန်ရောက်သည့်တိုင်စုပေးလေရှိတယ်ဗျတရားလုံးဟာလည်းဆွေမကင်းမျိုးမကင်းတွေဖြစ်ပြီးတော့သူ့ထက်ငယ်ရွယ်သူတွေမို့ဒေါ်တင်ဝင်းကကြုံရင်ကြုံတယ်လို့ဆုံးမလေရှိတယ်ဗျတချို့မအားမလက်တော့လဲလေးစားသမှုနဲ့အချိန်ပေးပြီးတော့နားထောင်ကြတယ်တနေ့နေ့လည်းကင်းတော့ရွာမြောက်ဖျားဦးငွေဆန်းဒေါ်နှင်းဦးတို့ရဲ့သားလူပြိုပေါက်လေးသူ့အိမ်ရှိကဖျက်သွားဒေါ်တင်ဝင်းကခေါ်ယူဆုံးမတယ်ဗျလူလေးကမနှင်းဦးရဲ့သားကြီးလားမနှင်းဦးရဲ့အမေလူလေးတို့အမေကြီးတော်တုံးနဲ့တို့နဲ့ကငဲတငယ်ချင်းတွေကွညီအမအရင်လိုပဲတိတ်ချစ်ကြတာဒေါ်တုတ်ကတအားရိုးတယ်ကွခေတ်လိုက်ဒူကောင်းအထက်အောက်စုပ်ပြဲပေါင်းမိဝတ်ထားတဲ့လူငယ်ကဒေါ်တင်ဝင်းဘာပြောချင်မှမသိသူသွားလို့ရသွားချင်နေပြီမို့သို့ပေမဲ့လည်းအဖွားအုပ်ကိုအားနာလို့နားထောင်နေရရှာတယ်လူလေးတို့အမေကြီးရဲ့ရိုးကုန်ကိုလူလေးတို့ကထိမ့်သိမ့်ရမှာလူငယ်ကလည်းစကားမြင်မြင်ပြီးရင်ပြီးရောဆိုပြီးတော့ဟုတ်ကဲ့အဖွားဒါနဲ့လူလေးကရွာလေကဥကျော်သိန်းရဲ့သားနဲ့တငယ်ချင်းဆိုဟုတ်ကဲ့ဗျဟုတ်လားမဟုတ်လားတော့မသိပါဘူးကွယ်ဥကျော်သိန်းရဲ့သမီးဝိုင်းစန္ဒာရဲ့ဖုံပျောက်သွားလို့တဲ့အဲ့နေကသူတို့အိမ်ကိုလူလေးလဲလာတယ်လို့ပြောနေကြတယ်ဗျာအေးသူ့ဖုံးက4သိန်းကျော်တောင်ပေးရတာတဲ့ဘေးတင်မေးကြည့်တော့ယူသွားတဲ့လူကိုလူလေးတို့ထင်ရတယ်ကွကျွန်တော်မယူပါဘူးအဖွားကလူလေးယူတယ်မယူတယ်မပြောပါဘူးသူများပြောတဲ့အတိုင်းပြောတာပါယူမိရင်လည်းပြန်ပေးလိုက်ပေါ့လူလေးရဲ့သူများပစ္စည်းခိုးရင်ငရဲကြီးတတ်တယ်ကွလူငယ်ကမျက်နှာနီမြန်းပြီးတော့ဒေါ်တင်ဝင်းကိုနှုတ်ပင်မဆက်တော့ပဲခတ်တုတ်တုတ်ထောက်ခါသွားတယ်ဗျမျက်စိမုံနဲ့ဇရာအိုကအရေးအကဲမသိသူမစိတ်ထဲမှာလူငယ်လေးသာတကယ်ယူထားရင်ပိုင်ရှင်ကိုဖုံးပြန်ပေးလိုက်တော့ပစ္စည်းပြောက်သူလဲဝမ်းသာတငယ်ချင်းတော်တုတ်ရဲ့မြေးလေးလဲလူကောင်းသူကောင်းဖြစ်သူဆုံးမရကြုံနှက်ပြီပေါ့အဲ့ဒီညနေမှာတော့ဒေါ်တင်ဝင်းထက်နည်းနည်းငယ်ပေမဲ့ရွာမိရွာဖားလည်းဖြစ်ဂောဘကအဖွဲ့ဝင်လည်းဖြစ်ကြတဲ့ဥကန်လိုင်းနဲ့ဥမြင့်ဆွေတို့ဒေါ်တင်ဝင်းအိမ်ကိုပေါက်ချလာကြတယ်ဒေါ်တင်ဝင်းကအိမ်ဦးကမ်းမှာနေရာပေးပြီးတော့ဥကန်လိုင်းတို့မလာစဘူးအကြောင်းတို့များရှိလို့လားရှင်လူကြီးနှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ဥကန်လိုင်းကဥဆောင်ပြီးတော့ဒီလိုမမဝင်းရေနှိကင်းကဒေါ်တုတ်ရဲ့မြေးလေးကိုမမဝင်းခေါ်ပြီးဆုံးမလိုက်တယ်မဟုတ်လားအေးဟုတ်တယ်လေဥကျော်သိန်းတို့အိမ်ကဖုံးပြောက်တာဒီကောင်လေးယူတယ်ပဲတက်အပ်ပြောနေကြတော့ငါလည်းကြုံတာနဲ့ပြောလိုက်မိတာအဲ့ဒါဘာဖြစ်လို့လဲအဲ့ဒီကလေးကမျက်စိပြက်မျက်နှာပြက်နဲ့အိမ်ပြန်သွားတော့သူ့အဖေနဲ့အမေတီးသွားပြီးတော့ပွဲလုံးရိုက်နေပြီဟင်ဟုတ်လားငါနဲ့ဒေါ်တုတ်ကလည်းလေပင်ဖက်ပေါင်းလာပြီးတော့ကြီးလာကြတာပါဟဲ့ကောင်လေးအမေနှင်းဦးလဲင
ငါလက်ပေါ်ကြီးလာတာပဲဘာများစိတ်ဆိုးစရာရှိလို့လဲဦးစံငွေဒေါ်နှင်းဦးတို့အိမ်နီးချင်းဖြစ်တဲ့ဦးမြင့်ဆွေကခုကဟိုတုန်းကနဲ့မတူတော့ဘူးလေမမဝင်းရဲ့ဒီနေ့ထဲသူတို့မီးသွေးစည်းကောင်းရလို့စီးပွားတော်တက်တယ်ဗျသူတို့ဖူးဖူးမှုတ်ထားတဲ့သားလူပြိုလေးကိုတခိုးရိုးရကောင်းလားဆိုပြီးတော့မောင်ဆန်ငွေကဒုတ်ဆွဲဓာဆွဲရှူရှူရှာရှာနေဗျကျွန်တော်အတော်ဖြောင်းပြခဲ့ရတယ်ဦးကန်လိုင်ကလည်းနှင်းဦးကလည်းဒီလိုတခိုးရိုးခံရတဲ့အတွက်သူတို့မျိုးရိုးဂုံတိတ်ခါထိကြိုက်တဲ့ဥက္ခရာကိုတိုင်မယ်တောမယ်ဖြစ်နေတယ်ဗျမျိုးနဲ့ယုံကိုတော့သွားချင်နေတာအဲ့ဒါလက်လွန်ချေလုံမဖြစ်ခင်မမဝင်းကိုကျွန်တော်တို့လာပြောတာဗျမောင်ဆန်ငွေကတရွက်တရာကဒီမှာလာအိမ်အောင်ကြတာဆိုတော့ထားပါတော့လေနှင်းဦးကဖြစ်ငါ့ကိုဒီလိုပြောရသလားကွယ်သူ့သားကိုစုံမတယ်ဆိုတာလေငါမြေးလေးလို့သဘောထားပြီးတော့စုံမတာပါကျွန်တော်တို့ကတရားတဲ့သားအကြောင်းသိတွေပါမမဝင်းရဲ့ဒါပေမဲ့မောင်ဆန်ငွေနဲ့နှင်းဦးတို့ကမမဝင်းကသူတို့သားကိုမဟုတ်မှန်မှန်ဆွတ်ဆဲတဲ့အတက်ကြော်ပွဲအုံပွဲနဲ့တောင်းမှန်မှကျင်းနေနိုင်မယ်ဖြစ်နေတယ်ဗျဒေါ်တင်ဝင်းမှာလုံးဝမမျှော်လင့်ထားတဲ့စကားကိုကြားလိုက်ရတဲ့အတွက်ခေါင်းနှပန်းကြီးသွားတယ်ကိုနာကိုတော့မယုံချင်းသူမကလေတံပျော့ပျော့လေးနဲ့ဒါလောက်တောင်ပဲလားကွယ်အသေးဖြတ်မှုနဲ့တိုင်ခံရရင်အမှုကချဲ့ရင်ချဲ့သလိုကြီးသွားမှာရုံရောက်သွားရင်ပြန်နှုတ်ဖို့မလွယ်ဘူးဗျငွေကုန်ကြီးကြများမယ်ကျွန်တော်တို့ကမောင်ဆန်ငွေကိုမင်းတို့စိတ်တန်းကြဖြစ်စေရမယ်စိတ်လိုက်မှန်ပါမလုပ်ပါနဲ့လို့တောင်းတောင်းမှန်မှန်နဲ့ပြောခဲ့ရတာဗျဦးမြင့်ဆွေကလည်းအုံးသီးငပြောသီးကကျွန်တော်တို့တန်းအေးကိုတောင်းဝင်ပေးခဲ့ပြီဖျောင်းနိုင်အမွှေးတိုင်ဆက်ပြမွှေးကမိမုံးကိုဝယ်ခိုင်းပြီးပြီကြော်ပွဲကိုတန်းအေးမိမမိဝိုင်းရွက်လိုက်မယ်ဟိုမှာပြောစရာစကားရှိရင်ကျွန်တော်တို့ပဲပြောမယ်မမဝင်းကလူလိုက်ခဲ့ရုံပါပဲကြော်ပွဲရဲ့ကုံကြားစိတ်ကအကြောင်းမဟုတ်ပေမဲ့အိုကြီးအိုမဒီအရွယ်ကြမှာတစ်ချိန်ကသူမပေးကမ်းထောက်ပံ့ခဲ့တဲ့နှင်းဦးတို့ကိုကြော်ပွဲနဲ့တွားရောက်တောင်းပန်ရမယ့်အဖြစ်ကဒေါ်တင်ဝင်းအဖို့ရင်နာစရာပဲဆွဆွဲပြောဆိုခဲ့တဲ့အတွက်ဦးစံငွေဒေါ်နှင်းဦးတို့အိမ်ကိုဝင်ချတောင်းပန်ဖို့ခြိတက်သွားကြတဲ့အဖွာဒေါ်တင်ဝင်းတို့လူတတိုက်သွားရလမ်းတစ်လျှောက်ရွာသူရွာသားများကစိတ်ဝင်တစားနဲ့အဖွားဝင်းတို့ဘဲသွားမလို့လဲဗျကြီးကြီးဝင်းဘဲလဲဗျဝေးဦးကြီးလိုက်တို့ဘဲကိုသွားကြမလို့လဲဗျသူတို့လူတိုက်ဟာပေါ်ထင်မေးသူလက်တို့မေးသူဘသူကိုမှမတုံ့ပြန်ဒီတို့စကားတွေကိုမကြားရအောင်ပြုရင်းနှီးခဲ့တဲ့မျက်လုံးပေါင်း16000ကခုတော့အဖွားဝင်းကို6လက်နေတယ်လို့စစ်စစ်မကြည့်ရဲရှက်လုံးလို့မျက်နှာဘယ်လိုထားရမှန်းမသိအသိစိတ်မဲ့တယ်လို့ရွေလျားနေတဲ့ခြေလမ်းများနဲ့မျက်ရည်ကြီးဝေဝဲနေတဲ့ဒေါ်တင်ဝင်းရဲ့မျက်လုံးထဲမှာသူမ12နှစ်သမီးအရွယ်ခန့်ကဖြစ်စဉ်လေးတစ်ခုကိုမြင်ရောင်မိပါတော့တယ်ပြုတ်နေအောင်တီးနေတဲ့အဖွားတော်စိန်ရဲ့မာလကာပင်လမ်းမကိုညှို့ကျနေတဲ့အကိုင်းမှာဝင်းဝါနေတဲ့မာလကာသီး3လုံးကစားကျင်စပွဲကလေးသက်သားမိတင်ဝင်းကပကားပြင်းနဲ့ကထားတဲ့ခြံပေါ်ကိုတက်ပြီးတော့မမီမကန်းဖြစ်နေတဲ့မာလကာသီးတွေကိုမော့ကြည့်ပြီးတော့တလုံးပြီးတလုံးဒုံးနဲ့ရိုက်ချနေတယ်3လုံးစလုံးရိုက်ချပြီးခြံပေါ်ကခုံအချအောက်မှာဝက်ချမ်းပြားကင်ပြီးစောင့်နေတာကအဖိုးချမ်းအေးနင့်ကိုဖွားဆိုင်ကပေးလို့လားမိတင်ဝင်းကကြောက်ကြောက်နဲ့ခေါင်းခါပြလိုက်တဲ့အခါမှာတော့ဖိုးချမ်းအေးကရိုက်လဲရိုက်ပါဇက်ကလည်းပြောဖွားဆိုင်မပေးဘဲနဲ့ခုတော့ခိုးတာပေါ့စားခြင်းရင်ဖွားဆိုင်စီမှာတောင်းစားပါလားနေ့အမေကအမေမတော်တာရှိရင်စုံမပါရိုက်เสียရှင်ရိုက်ပါလို့ငါ့ကိုအပ်ထားတာဖိုးချမ်းအေးပြောဆိုစုံမနေခိုင်းမှာအဖွားစိန်ရောက်လာတယ်ဗျခလေးကိုမရိုက်ပါနဲ့ကိုရင်ချမ်းအေးရဲ့မာလကာသီးတွေပေါ်ပါတယ်ကျမခူးလဲမခူးနိုင်ဘူးရောင်းလဲမစားဘူးငှက်တွေလင်းတို့တွေစားကြတာပဲကျမအားတဲ့အခါမှာအလုံးလှတာလေးခူးပြီးတော့စွန်းတော်တင်ပစ်တယ်။အော်ဟိုခေဟိုအခါကတော့တအူးနဲ့တအူးအပြစ်မမြင်ချစ်ခင်မိတင်ဝင်းရဲ့အဖေကကိုသမီးရိုက်ခံရတာစိတ်မဆိုးတဲ့အပြင်အားမလို့အားမရပြောလိုက်သေးတယ်။ဒါလောက်တောင်ငှက်ချီးကြတာဘာရွေးမို့2ချက်3ချက်နဲ့ပြီးတာကျွန်တော်ဆိုဒုံကျိုးအောင်ရိုက်မှာရောက်ပြီမမဝင်းဘာမှစိတ်မပူနဲ့ဘာမှလည်းမပြောနဲ့ကျွန်တော်တို့ဘာသာအဆင်ပြေအောင်ပြောသွားမယ်။ဦးကန်လိုက်ရဲ့အားပေးစကားတန်ကြောင့်အတိတ်ကိုစိတ်ရောက်သွားတဲ့ဒေါ်တင်ဝင်းဟာဦးစံငွေတို့အိမ်ရှိရောက်နေပြီဆိုတဲ့အသည့်ဝင်သွားတယ်ဗျ။အိမ်ဝင်းထဲလမ်းကြီးလိုက်တော့ဦးစံငွေတို့လင်မယား2ယောက်မျက်နှာက
မာထန်ထန်နဲ့မကြည်သာလာပါထိုင်ပါလောကွက်မပြုတ်ပေမဲ့ဥကန်လိုင်းကဝင်ခဲ့ပြီနော်ကိုဆန်းငွေဒီမှာမင်းတို့ជីជីဝင်းကမင်းတို့ကိုတောင်းပန်ခြင်းလို့တဲ့ဒေါ်တင်ဝင်းကဒေါ်နေဦးမျက်နှာကိုရော့ရဲရဲအပြုံးနဲ့ကြည့်လိုက်တော့ဒေါ်နေဦးမျက်နှာကအိုးရခင်ဒေါ်တင်ဝင်းထံစံစီငွေကြေးတောင်းရန်ချေးငှားခဲ့တဲ့မျက်နှာနဲ့ဘာမှမဆိုင်ဦးမြင့်ငွေကကြော်ပွဲရက်ထားတဲ့မိဝိုင်းကိုကြည့်လိုက်တော့မိဝိုင်းကအကင်းပါစွာကြော်ပွဲကိုပွေ့ပိုက်ပြီးတော့အိမ်မော်ကိုတက်သွားတယ်ဦးကန်လိုက်နဲ့ဦးမြင့်ဆွေကအိမ်ဦးကမ်းမှာနေရာယူကြတယ်ဗျဒေါ်တင်ဝင်းကတော့အသက်ပင်ကြီးတော်ညာလဲလောလောဆယ်တရခံမှုမျက်နှာအောက်ချပြီးတော့အိမ်ရှင်များနဲ့တန်းတန်းဘွဲလေတင်းခဲ့သမျှစကားတခွန်းကြောင့်တိမ်ငယ်ရရှာပေါ့ဦးကန်လိုင်ကမောင်ဆန်ငွေကနှင်းဦးနဲ့အိမ်အောင်ကြမှာဒီရွာကိုရောက်ခဲ့တာဆိုတော့မောင်ဆန်ငွေမတိမမီလိုက်တဲ့အကြောင်းလေးတွေနည်းနည်းပြောပြခြင်းနဲ့အခုမင်းတို့ကိုတောင်းပန်ဖို့ရောက်လာတဲ့ဒေါ်တင်ဝင်းကမင်းရောက်ကမှဒေါ်တုံးနဲ့ညီအမလိုချစ်တဲ့တငယ်ချင်းတွေမင်းတို့ဒီဘက်ကိုမရွှေ့ခင်ကအိမ်ချင်းကဲ့ရဲ့နေခဲ့ကြတာဦးကန်လိုင်ကသူစကားကိုအများစိတ်ဝင်စားမှုရှိမရှိတစ်ချက်အကဲခတ်ပြီးတော့ဒေါ်တုတ်တို့လင်မယားအခင်းစင်းရင်နှင်းဦးကိုဒေါ်တင်ဝင်းအိမ်မှာအပ်ထားခဲ့တာဒေါ်တင်ဝင်းမှာတာသမီမထွန်းကတော့နှင်းဦးကိုအလွန်ချစ်ရှာတယ်ချေတေးကအစအတော်အနွန်နာခံတယ်ကွသူသမီးအရင်နဲ့မချားပါဘူးခုမှဒီစကားပြောတယ်မထင်ပါနဲ့ငါတို့မှနင့်အမေဒေါ်တုတ်တို့ခင်းထဲကပြန်မလာမချင်းဒေါ်တင်ဝင်းကနင့်ကိုကြောပူပြီးထိန်းခဲ့တာမသိရင်တားတဲ့အမေပေါ့ဒီရွာထဲမှာတိမိတဲ့လူတွေခုထိရှိသေးတယ်ဦးကန်လိုင်းရေနွေးချမ်းတောက်နေခိုက်ဦးမြင့်ဆွေကမောင်ဆန်ငွေတို့ကိုဥတို့ပြောချင်တာကဒေါ်တင်ဝင်းဟာတို့ရွာမှာအဖွားအရွယ်လူကြီးတယောက်သူကစုံမရင်လဲကောင်းစီခြင်းနဲ့ဆန္ဒနဲ့ပြောတာပါနင့်နာစီလိုတဲ့ဆန္ဒမရှိပါဘူးဦးကန်လိုင်းကအကျမ်းမကန်ကိုချပြီးတော့မင်းတို့ကသာဒေါ်တင်ဝင်းကိုသစိမ့်လို့သဘောထားနေတာသူ့အနေနဲ့တော့မင်းတို့ကသူ့သားမြေးတွေပဲမင်းတို့အမေဒေါ်တုတ်ဆိုရင်လဲသူ့မြေးကိုဒီလိုပဲစုံမမှာမဟုတ်လားဟင်းနင်းဦးဆန်ငွေနဲ့ဒေါ်နင်းဦးမှာမျက်ရည်ဆန်းဆန်းနဲ့ထိုင်နေတဲ့ဒေါ်တင်ဝင်းကိုကြည့်ပြီးတော့သားစောနဲ့မစင်မချင်းပြုလုပ်မိတဲ့အတွက်အားတုံအားနာဖြစ်နေတယ်နှစ်ဦးနှစ်ဖက်အခြေအနေကိုသဘောပေါက်တဲ့ဦးကန်လှိုင်ကကဲမောင်ဆန်ငွေတို့ကဒေါ်တင်ဝင်းတောင်းပန်တဲ့ကြော်ပွဲကိုလက်ခံပြီးမင်းတို့စိတ်ညိုညင်အောင်ပြုမိတဲ့အပြစ်ကိုကြေးအေးလိုက်ကြပါကွာပြီးတော့အရင်ကလိုပဲအခင်းမပြတ်နေကြပါဦးမြင့်ဆွေကလည်းတကယ်တော့ဒေါ်တင်ဝင်းကအသက်ကြီးပြီမို့မင်းတို့ငါတို့ကစောင့်ရှောက်ပေးရမယ်ဝတ္တရားရှိပါတယ်ကွာတယောက်ကျေးဇူးတယောက်မကင်းတဲ့ရက်ဆွေရက်မျိုးတွေမဟုတ်လားဦးမြင့်ဆွေစကားအဆုံးမှာတော့ဒေါ်နေဦးကជីជីဝင်းရဲ့ကြော်ပွဲနဲ့ជីជីဝင်းကိုကျမတို့ကပြန်ပြီးကြော်လိုက်ပါမယ်ကျမငယ်ငယ်တုန်းကဟာတွေကိုတိတ်မမတ်မိပေမဲ့အိမ်အောင်ကြစားကជីជីဝင်းကူညီစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေရှိပါတယ်ကျမတို့ကတားမျက်နှာကြည့်ပြီးတော့ဟုံသွားလို့ပါကဲကိုဆန်ငွေជីជីဝင်းကိုကြောကြမယ်တားစီရလားအဖွားဝင်းကိုကြောရအောင်ဦးကန်လိုက်နဲ့ဦးမြင့်ဆွေတို့ရှေးဟောင်းနောက်ဖြစ်တွေအစဖော်ပြီးတော့ငင်းရင်ရင်တရားဟောကောင်းတဲ့အတွက်တထိုင်ထဲမှာအခြေအနေကပြောင်းပြန်ဖြစ်သွားခဲ့တယ်ဗျ။အော်ချစ်အောင်ပြောတာလေဒီနှုတ်ဖျားမုန်းအောင်ပြောတာလေဒီနှုတ်ဖျားစကားတခွန်းရဲ့အစွမ်းကမသေးလှပါလားတပတ်အနားလေးနဲ့မျက်ရည်တုပ်ပြီးစုပေးနေတဲ့အဖွားတော်တင်ဝင်းရဲ့အတန်ကဇရာကြောင့်တုံနာရောဝမ်းနဲ့ဝမ်းသာဖြစ်လို့တုံနာရောပရီနေရီတွေတွန့်နေတဲ့အိုမျက်နှာကမဲ့မလို့လို့ပြုံးမလို့လို့နဲ့ဘယ်လိုပဲဆိုစီကမူအဖွားကတော့နောက်တစ်ခါလူငယ်များကိုစုံမရဲတော့မယ်မဟုတ်ပါအခြေအနေရရက်ကအရင်တုန်းကနဲ့မတူတာတော့အမှန်သူမကောင်းကောင်းသဘောပေါက်သွားပါပြီ